မိမလိုက်ပဲမျိုးပွားနိုင်တဲ့ starfish ဇီဝမျိုးစုံမျိုးကွဲများစွာနဲ့ဖွဲ့စည်းထားတဲ့ဒီကမ္ဘာလောကကြီးထဲမှာတချို့သောမျိုးစိတ်များဟာတော့ထူးခြားတဲ့လက္ခဏာတွေရှိနေကြပါတယ်။ထို့အထက်ကမှကျင်ငါးတွေကလည်းအပါဝင်တစ်ခုပဲဖြစ်ပါတယ်။ကျင်ငါးတွေဟာတခြားသတ္တဝါမျိုးစိတ်များနဲ့မတူပဲမိမလိုက်ပဲမျိုးပွားနိုင်ခြင်းစနစ်ကိုပိုင်ဆိုင်ထားကြပါတယ်။သို့တော်လည်း starfish တွေမှာမိလိုက်ခြင်းဖြစ်စဉ်လုံးဝမရှိတာတော့မဟုတ်ပါဘူး။ရင်းနေကြော်ယူမဲ့သတ္တဝါမျိုးစိတ်တစ်မျိုးဖြစ်တဲ့ starfish တွေကမျိုးစိတ်ပေါင်း1900ခန့်ရှိပြီးပူနွေးသောအပူပိုင်းစုံများမှာအေးပိုင်းစုံများအထိတွေ့ရတတ်ပါတယ်။ပင်လယ်ရေမျက်နှာပြင်အောက်ပေ2000ခန့်ရှိအလွန်နဲ့ရှိုင်းသောနေရာတွေမှာနေထိုင်ကြကသူတို့ရဲ့ဘဝဆက်ဝန်းတစ်လျှောက်လုံးမှာလိမ့်နှမျိုးဟာကိုယ်ပိုင်မျိုးပွားသည့်ဖြစ်စဉ်ကိုပိုင်ဆိုင်ထားကြပါတယ်။အထီးများမှာပင်ကိုယ်ပိုင်မျိုးပွားတက်ကြပြီးခန္ဓာကိုယ်မှာခွဲထွက်သွားပျက်စီးသွားသောခန္ဓာကိုယ်ပိုင်းစများစိတ်ပိုင်းတစ်တစ်ခုအနေနဲ့တဘာဝတိုင်းပြန်လဲပေါ်နိုင်စွမ်းရှိကြပါတယ်။အရေးပြားအစီလွှာအစင်းရောင်ရှိတဲ့ကမ္ဘာအကြီးဆုံးပင်လယ်နက်လေပင်လယ်လေးကိုအရက်အခွန်အနေနဲ့ green sea turtle လို့ခေါ်ကြပါတယ်။တချို့နေရာတွေမှာတော့ black sea turtle ပင်လယ်နက်လေးလို့ခေါ်ကြပါတယ်။ကုန်းနေရင်နေတော်ဝါတစ်မျိုးဖြစ်ပြီးတော့အပြင်ခွန်မာကအညိုရင့်ရောင်တို့မို့တန်လွင်ရောင်ရှိပါတယ်။အခွန်အောက်ရှိအရေးပြားအစီလွှာမှာအစင်းရောင်ရှိပါတယ်။ 1 by အောက်ရှိအရေးပြားကတော့တဖြည်းဖြည်းအယောင်မိန်သွားပြီးအဝါနှုတ်ရောင်တို့မို့အဖြူရောင်ရှိတတ်ကြပါတယ်။သူတို့စားသုံးတဲ့အစင်းရောင်အပင်တွေကပဲပင်လယ်လိပ်တို့ရဲ့အရေးပြားအစီကိုအစိမ်းအရင့်ရောင်ဖြစ်စေရလို့သိပ္ပံပညာရှင်များကယုံကြည်ထားကြပါတယ်။ယခုခေတ်မှာတော့ပင်လယ်လိပ်တွေကိုဖမ်းပြီးစားသုံးခြင်းကိုကျိုးစီးပွားအတွက်အသုံးပြုခြင်းတို့ကြောင့် green sea turtle တွေဟာမျိုးတုံးပြတ်ကွယ်တော်မှအခြေအနေကိုရောက်ရှိလို့လာပြီလည်းဖြစ်ပါတယ်။